ဘယ်လိုမျိုးအကြောင်းအရာတွေနဲ့ကြည်စုံအောင်အရင်စောက်တည်ရမလဲဆိုတာလေးတစ်ချက်လောက်ပြောပြပြပါအဲ့ဒါလည်းဟိုနာဦးစင်းပြောသူဒီတာသနာမှာမြဲဘူးဆိုရင်လူဘဝလူငယ်တယောက်အနေနဲ့ဒီကာမနာအာဒီနဝကထာအရေးကြီးတယ်ဒီသံဝေကဉာဏ်အရေးကြီးတယ်နော်ဒီကာမကိုအပြစ်မြင်အောင်ကြည့်ရတယ်နော်ဦးစင်းတို့ဘယ်လိုပြောဒီလူဖြစ်ခြင်းနဲ့စိတ်နှက်ဖြစ်ခြင်းနဲ့စိတ်ယာတုအာနာလိုခြင်းနဲ့စိတ်ချမ်းသာခြင်းနဲ့စိတ်ပညာတတ်ကြီးအကုန်လုံးအဲ့ဒီဟာတွေဆုံးတော့နိုင်ရမဆုံးတော့နိုင်မရကဲပြန်ကြည့်တဲ့အခါမှာပြန်ပြီးတော့ဒီတန်ဝေကဉာဏ်ကိုယူရတယ်တန်ဝေကဉာဏ်ဆိုတာဥပမာလူဘဝမှာကြည့်လူသားတွေအားလုံးကိုမြင်နေတာပဲအကုန်လုံးရှိတယ်ပညာတတ်ရှိတယ်ပညာမဲ့ရှိတယ်လူချမ်းသာရှိတယ်လူစင်းရဲရှိတယ်အာနာရှိတယ်အာနာမဲ့ရှိအားလုံးဒီလူသားအားလုံးကအချိန်တန်အိုကြနာကြတေးကြပဲအိုကြနာကြတေးကြပြီဆိုရင်လည်းကံအားလျော်စွာပဲသူ့မှာသူအပယ်ရောက်မဲ့လူကရောက်ငရဲကြမဲ့လူကငရဲကြပိတ်တာဖြစ်မဲ့လူကဖြစ်ခွေးဖြစ်မဲ့ကောင်ကခွေးဖြစ်ကုသိုလ်ကံလေးထောင်းမတဲ့လူကလူချမ်းသာနတ်ချမ်းသာဘဝကိုရောက်ပြီးရင်လူဘဝနောက်ဘဝတစ်ခါပြန်သေးငရဲပြန်ကြဒီတိုင်းပဲလည်နေတဲ့ဒီမြင်ကွင်းကိုညံထဲမှာထင်အောင်ကြည့်ဖို့တော့လိုတယ်အပေါ်ယံနဲ့မရအောင်ထင်လိုက်ပြီဆိုရင်တခါဒီ30ပုံပြန်ကြည့်လိုက်ရင်ဦးဇင်းတို့သုဒ္ဓဝါဒအရိယာတို့နေတဲ့ဓမ္မ9ပုံကလွဲရင်ကျန်တဲ့26ပုံကဦးဇင်းတို့မနေဘူးတဲ့ပုံမရှိဘူးအကုန်လုံးကဖြစ်နေတာတန်တရာတစ်လျှောက်လုံးမှာပြန်ကြည့်နေတယ်ဒီလိုဆိုရင်ဘာမှမထူးဘူးဒကာကြီးတို့မှမထူးစက်တွေလုံးနေတာလေထူးတယ်ဆိုတာသာသနာပွင့်လာလို့ထူးတာဘာတွေထူးတယ်ဆိုတော့ပါရမီယေဒနာတွေကောင်းယူနိုင်တဲ့အမျိုးကောင်းသားတွေအမျိုးကောင်းသားတွေနဲ့ထူးသွားတာဒါဟုတ်တယ်မလားကျန်တာဘာမှမတူဒကာမကြီးဘယင်ကြီးဖြစ်တဲ့အလကားပဲဟုတ်တယ်မလားစစ်သူကြီးဖြစ်တဲ့အလကားပဲတထေးကြီးဖြစ်တဲ့အလကားပဲပညာတတ်ကြီးဖြစ်တဲ့ဘာမှမထူးတော့ဘူးတန်တရာမှမဖြစ်ဘူးတော့မရှိဘူးအများအပြည့်ဖြစ်ကိုဖြစ်နေမှာပဲတန်တရာရှည်လုံးလို့လေဒါကြောင့်ဦးသိန်းကမြင်လိုက်တယ်ဘာမှမထူးဒါကြောင့်ဦးသိန်းစိတ်ကဘာမှသဘောမထားဘူးဒကာကြီးတို့မကြီးတို့နော်တူပဲဘာမှမဟုတ်ဒကာမကြီးတို့ကဦးသိန်းပြောပြမယ်မစွန့်နိုင်သေးလို့ပါစွန့်နိုင်တဲ့တနေ့ကျရင်ဒကာမကြီးကောင်းကောင်းသဘောပေါက်အောင်ပြန်လားဒါကြောင့်သာသနာမှာမြဲဖို့ဆိုရင်ကာမနာအာဒီနဝကထာဒီကာမဂုဏ်ရဲ့အဖြစ်တွေရှင်းပြကြီးများပေါင်းတွင်တကောင်ရလက်ဝိုင်းအောင်ဟစ်သည်အသားထစ်ဟူသောဥပမာကျန်တာဒကာမကြီးဒီအသားထစ်ကိုစွန်သိမ့်ငတ်ကြီးကခြီလာပြီးဆိုရင်ဟုတ်တယ်မလားသူ့နောက်ကိုဝိုင်းလာတာပဲနောက်ထပ်စွန်လေးကြီးတွေကနော်သူမလွတ်မချင်းဒုက္ခရောက်တာဝိုင်းတွေ့တာပဲသူ့ကိုအမွေးတွေမှာကျွတ်ကျွတ်လာမနိုင်မှလွတ်လိုက်တာနောက်တစ်ကောင်ငါရိုက်ဆိုပျော်တဲ့အချိန်မှာဝိုင်းတွေ့တယ်ဟောဒါကြောင့်ဒီယာတုအာနာရှိစဉ်ဥစ္စာဒီကာမဂုဏ်တွေနဲ့နေရဘေးရန်များတဲ့အကြောင်းမြတ်စွာဘုရားချမ်းသာတဲ့ကာမဒုက္ခကအပ္ပတာနည်းနည်းလေးပဲပြောပါစရာမရှိဘူးဘဟုဒုက္ခဘဟုပါယတော့အမတန်ပင်ပန်းမှုအမတန်ဆင်းရဲမှုတွေဖြစ်တယ်ကျမ်းစာတော်မှာအဲ့ဒါကြောင့်မြတ်စွာဘုရားဒီကာမဂုဏ်စွန့်တဲ့လူပဲချမ်းသာဟိုနာလွတ်လိုက်တဲ့ကြီးလေးစွန့်လေးကချမ်းသာသွားတယ်စုပ်ကင်တဲ့ကြီးစွန့်ကြီးကဒုက္ခတွေရောက်ဝိုင်းပြီးဘေးပါတွေရောသူလွတ်လိုက်မှနောက်တစ်ခေါက်ကင်သွားတယ်နောက်တစ်ခေါက်ဝိုင်းပြင်းရောမလွတ်မချင်းဒကာမကြီးတို့ဆင်းရဲနေလိမ့်မယ်ဒါကြောင့်ဒကာမကြီးတို့အချစ်ကြီးတယ်ဟာလားတန်ရုံးစင်ကြီးတယ်ဒကာမကြီးတွေဒကာကြီးတွေဒုက္ခတွေပင်လေဝင်နေအောင်ပါပဲဒါကြောင့်ဒီတန်ရုံးစင်တရားတွေတပြေစွန့်ပါသားလေးပေါ်လဲစွန့်သမီးလေးပေါ်လဲစွန့်ညီလေးပေါ်လဲစွန့်အားလုံးပေါ်မှာစွန့်နိုင်အောင်ကြိုးစားဒါပေမဲ့ဆောက်ရှောက်ရအောင်အကျဉ်းသားမေတ္တာနဲ့တော့ဆောက်ရှောက်ရအောင်ဟုတ်တယ်မလားအားလုံးပေါ်မှာကိုချင်းစာတရားအကျဉ်းသားတရားရှိရမေတ္တာတရားရှိရဒါပေမဲ့တန်ရုံးစင်ဆိုတဲ့ပူလောင်တဲ့တရားကိုမထားပါနဲ့ပူလောင်ရင်တော့မှရှုံးနေတယ်နော်အဲ့ဒါတော့အရေးကြီးတယ်ဒါကြောင့်ဒီကာမဂုဏ်တွေအပြစ်မြင်အကိုလုံးကတန်ရုံးစင်ပြက်ကိုပြက်တာမပြက်စရာမရှိဘူးကြားတာကတေးကြပြန်တွေးကြည့်ရင်ဒီခန္ဓာကြီးဘာမှမရှိခန္ဓာ၅ပါးဓာတ်ခွဲလိုက်နံပါတ်1 32ခုတာနဲ့ခွဲပြညတ်အနေနဲ့အရင်ခွဲရတယ်ဒီခန္ဓာမှာဟုတ်တယ်မလားစသင်မွေးခြင်းခြေတက်လက်သွားအရေးထူအရေးပါအောင်နောက်ဆုံးအတွင်းထဲကြည့်လိုက်ဒီပုတ်တွေပြည်ပုတ်တွေမစင်ပုတ်တွေတခါတည်းပိုးလောက်တွေကြိုက်ခဲဒီခန္ဓာဘာမှရစရာမရှိဘူးဘဒုမှအထင်ကြီးစရာလည်းမလိုအထင်သေးစရာလည်းမလိုအားလုံးကဒီချီးထုတ်ကြီးတူပဲမြင်လာဦးသိန်းပြောတာဒါယူသမုဒိသစ္စာပညာနယ်ပယ်ကနေပဲယောနိတော်တွေလည်းကြီးလိုက်အဲ့မှာတော်တော်ကင်းကွာပြီဟိုလောဘစိတ်တွေကကွာသွားပြီဒီမှာဘာမှမဟုတ်တော့ဘူးနော်နောက်တက်ပရမတ္ထနယ်ပယ်ပြန်ဓာတ်ခွဲလိုက်ကြည့်အားလုံးကဒီမဟာဘုတ်၄ပါးပထဝီဒီတော့အာဘောဝါရောမဟာဘုတ်၄ပါးကိုဥပါဒာယုတ်တွေကမှီပြီးတော့ဖြစ်နေတဲ့ယုတ်တရားတွေပဲရှိတယ်ယုတ်တရားပေါ်မှာနံတရားကမှီနေတယ်ယုတ်နံတွေပဲရှိတယ်ဒါပါပရမတ္ထနယ်ပယ်ပြီးကြည့်လိုက်ဘာမှရှိယုတ်နံကြီးပဲဟုတ်တယ်ယုတ်နံတွေဖြစ်ပြီးပြတ်နေတာဖြစ်ပြီးပြတ်တာဘာမှတွေ့ကြမှာမရှိတာဟုတ်တယ်နော်ဒါနှလုံးသွင်းသေးပေါ့နော်ဒီလိုဆိုရင်ဘာမှတွေ့တာစရာလည်းမရှိတော့ဘာဖြစ်ချင်လည်းမရှိတော့ဒါကြောင့်လူတွေဒုက္ခရောက်တယ်ဆိုတော့အဲ့ဒီလိုဖြစ်ချင်တာတွေလှုပ်ချင်တာတွေကြောင့်မပြတ်ဘူးပေါ့တန်ရောစဉ်တရားတွေမပြတ်ပြီးတောင်ဝေကညံဦးစင်ပြောတာတစ်ချက်တောင်ဝေကညံဆိုတခါကြီးအခုလူဘဝမှာရှိတယ်တခါကြီးဘာဖြစ်ချင်လဲ
တခါကြီးကတထေးကြီးဖြစ်ချင်းတယ်တထေးကြီးလို့လေစူးစမ်းလေအပညာတက်အောင်သင်မယ်ဘွဲတွေရမယ်ပြီးလုပ်ငန်းကိုင်ငန်းတွေလေ့ကျင့်မယ်ပြီးစူးစမ်းမယ်ဖြစ်မှာပဲတထေးကြီးကယောက်ျားပဲလေစူးစမ်းရင်ဘာမှမဆိုဖြစ်နိုင်တယ်တထေးကြီးဖြစ်တော့ဘာလုပ်မလဲဦးစင်းကအဲ့လိုတွေးတယ်တထေးကြီးဖြစ်တော့ဘာလုပ်မလဲတခါကြီးတထေးကြီးဖြစ်တဲ့အချိန်မှာခေါင်းလေးဖြူလာပြီဟုတ်တယ်မလားတကယ်ကဘာမှာစသည်ဖြစ်ပေါ့နော်ကုမ္ပဏီပေါင်းများစွာခွဲဘာလုပ်လို့လဲအဲ့ဒါဘာလို့ကိုစားတော့လဲတပကံနဲ့ပဲစားရအောင်ဟုတ်တယ်မလားအဲ့တော့လေကတင်တစ်လုံးပဲဟုတ်တယ်မလားနိုင်ငံ10နိုင်ငံလောက်အိတ်ရှိတယ်တနိုင်ငံမှာပဲအိတ်လို့ရမှာတညကိုဒုက္ခရောက်ပြီလေဟုတ်တယ်မလားအာဒီနောကကြည်တာနော်အဲ့လိုတခါကြီးတို့အာဒီနောကကြည်ပြီးလိုက်ကြည်တာတခါကြီးကပညာတတ်ကြီးဖြစ်နေစူးစမ်းလိုက်တော့ပရိုဖက်ဆာအိုးထိတ်တန်းဘွဲပေါင်း50လောက်ယူလိုက်ဦးဘာလုပ်ဖို့လဲချိန်တန်ရင်သပင်လေးဖြူလာမှာတကမှရောနော်လားဖြူနေပြီနော်ပြီးရင်ပါရီရွှဲလာဥလာမယ်အဲ့ဒီခါမှာကုသိုလ်လုပ်မယ်ဆိုတော့မထူးတော့လေကုသိုလ်လုပ်မယ်တို့အခုပဲငါဘုန်းကြီးပို့ပြီးလုပ်တော့မှာပေါ့တော့ဟုတ်တယ်မလားရှင်းရှင်းလေးနေတော့နောက်ဆုံးဥနာသိဒါကုသိုလ်ပဲရှာဖွေတယ်လေဦးဇင်းတို့ဗုဒ္ဓဘာသာကြီးမထူးတော့လေအခုပဲလုပ်ပို့ပြီးတော့ရတာပေါ့ဒါဦးဇင်းတွေးလေးပြောပြတာကြားလားနောက်မှလုံးမဲ့သူဦးဇင်းတွေးမိတာပေါ့ဦးဇင်းရန်စဝတ်တော့ဦးဇင်းကဒုံလဘက်9ရက်ဝတ်တာအကြံတွင်းလေးကြောင်းပြိတော့ပေါ့ဝတ်တော့ဦးဇင်းကပြန်ထွက်မယ်လူဘဝမှာလူပြန်ထွက်ရင်မကောင်းတာမှန်တယ်ဘာမှမလုပ်တော့ဦးဇင်းကလောင်းကစားလုပ်တယ်ဘီလီကတာဝါသနာပါတယ်ချင်းလုံးတွေဝါသနာပါလောင်းကစားလို့ရှုံးလေးရှုံးတယ်ဒါစိတ်ဆင်းရဲရတယ်ကြားလားလူဘဝရဲ့ဒီကာမပေါ့နော်ဒီကာမဂုဏ်တွေကဆင်းရဲစီတယ်တကယ်တော့လေပျော်ပါပြီမဲ့သူ့ရဲ့နောက်ွယ်မှာဒုက္ခတွေများတယ်နော်ဒီကြားတဲ့ကျမ်းမာရေးတွေမှာထိခိုက်တယ်အဲ့ကြီးပြတ်တယ်ဦးဇင်းတို့7 နိုင်မှာအဲ့လိုမျိုးကနော်ကစားမှတ်တာပြောတာလူငယ်ဘဝနော်ဒါဦးဇင်း9နှစ်အရွယ်လောက်မှာပြောနောက်ဆုံးဒုံလက်ဘက်လေးကိုလည်းငါလူပြန်ထွက်ရင်တော့မကောင်းတာမလုပ်တော့ဘူးစိတ်ကဖြစ်တယ်နော်ပြီးရင်ငါဒီအကောင်းဆုံးစူးစမ်းမယ်လူငယ်တယောက်အနေနဲ့ဘဝမှာငါ10နှစ်အတွင်းမှာတကယ်တန်းကျွတ်တတိဖြစ်ဖြစ်ရဒါလူငယ်တယောက်အနေနဲ့ဒီစိတ်ကိုမြင့်တင်လိုက်တယ်အဲ့ဒီစိတ်နဲ့ဖုန်ကြီးဝတ်ထားတယ်ဒါပေမဲ့2ရက်3ရက်လောက်မှာဖောက်เสียတော့ကြီးစိတ်တဲ့ပြုရင်ကြောင်းလေတရားဒေသနာတော်လေးကိုစာအုပ်ဖတ်ရအဲ့မှာဟိုနာဦးဇင်းပြောတန်တရာရဲ့အကြောင်းကြီးပါတယ်ဒီအနမတက်ကတန်တရာကြီးကရှည်လုံးလို့အစကိုမသိနိုင်တဲ့အကြောင်းလေးပြီးကံရဲ့စမ်းကြယ်ပုံကြီးဆင်တင်ရတယ်ဦးဇင်းပြောနေတာအံဘပါဠိတည်တစားမအကြောင်းသူဆိုရင်ဘာမှမဟုတ်ပဲနဲ့ဘာမှ तू မသိတာတော့မတွေ့တာဒိက္ခုနီမလေးတပါးပေါ့ရဟန္တာရှင်မြတ်မာကြီးဘယ်ပြည်တစားမကဖရာရင်ပြင်မှာဒီတွေးတွေထွေးသွားတာပေါ့ယူနားလေအောင်ပြောရလား तू ပြစ်မှားလိုက်တဲ့ဝစီကံအကုသိုလ်တစ်ချက် तू သိလို့လည်းမဟုတ်ဘူးနော်ဟိုအရှိကခြေဒီမလေးကခြေဆက်ပြီးတော့ကြာသွားတာအဲ့ဒါကိုကဲ့ရမိတာနော်တစ်ချက်ပဲနော် तू ကတီလာဖြူစင်တယ်ဒါတော့ဘိက္ခုနီမနှစ်ပေါင်းတောင်းနဲ့ချီပြီးတော့ပါရမီဖြစ်ခဲ့တာဟိုအဲ့ဒီမှာယဟန်မဘဝဖြစ်ဘယ်လောက်ကြည်ညိုဖို့ခေါ်ဒါပေမဲ့ဒီအကုသိုလ်ကံတစ်ချက်သူ့ကိုငရဲပို့လိုက်တာအဲ့မှာဦးစင်ကြောက်တာကြားတယ်ကမကြီးတို့လှုပ်တဲ့အကုသိုလ်ကံတွေများလားမများဘူးလားများအများကြီးပဲဟုတ်တယ်မလားအဲ့ဒါတော့အပယ်ပို့တာလေအကုသိုလ်ကံတစ်ချက်တော့အပယ်ပို့တာပြီးရင်ဘဝဆက်တိုင်းပါကြီးပဲဖြစ်သွားလားပြေးတစားမှာအာကြီးပဲဖြစ်လာဘဝမောင်ရပေါင်းများသွားလေဦးစင်ကချက်သိမ်းထားသွားအဲ့တစ်ချက်နဲ့ဦးစင်တော်တော်ကြောက်သွားပြီလူဘဝကြီးကြောက်သွားတာဘာလို့ဦးစင်ပြန်တွေ့တယ်ဦးစင်တို့မှာမကောင်းမှုတွေကမာရီမြေကြီးနဲ့အပြည့်ရှိကုသိုလ်ကောင်းမှုဆိုတာလက်သေးခွန်မှရှိတယ်ညူမုံလောက်ပဲရှိတယ်ညရဦးစင်ပြောအဲ့မှာဦးစင်ကြောက်သွားတာဟာငါတေချာရောအပယ်ကြမှာလန့်သွားတာကြောက်လာလေအဲ့မှာတော်ကြီးအော်ဆိုလာဆိုင်ပဲလူဘဝဘယ်ဘဝမှမလို့ချင်တော့လူလည်းမဖြစ်ချင်တော့နတ်လည်းမဖြစ်ချင်တော့ဗြဟ္မာလည်းမဖြစ်ချင်တော့စိတ်ကတအားဟုတ်ထိတ်လန့်သွားတာတုံလို့သွားတာကြောက်ပြီးတော့တော်ကြီးဆိုတော့အပီးကိုဆုံးဖြတ်တာတတ်လုံးလူမထွက်ဘူးဆိုအဲ့ဒီကနေဟုတ်လွန်ခဲ့တဲ့နှစ်22နှစ်လောက်အခု22ဝါရှိပြီကြားလားပြောပြမှာအဲ့မှာစိတ်ဖြစ်တာဒါကြောင့်တခါကြီးမေးတယ်မေးကောသာသနာမှာတတ်လုံးနေချင်းတန်ဝေကဉာဏ်ရှိရတယ်ကာမနဲ့အာဒီနဝကိုမြင်ရတယ်တန်ရောစင်တွေပြတ်ရတယ်အဲ့လိုပုံကောမြဲသာသနာမှာသေတော်လူမထွက်ဘူးအတ္တသာအသေးခံကောင်းမှာတင်ပါရဲ့တော်ပြီနော်